ကုန်းကြီးပြူရွာမှပြူစောထီးများတိုက်ခိုက်ခံရပြီးတေဆုံးမှုရှိကတေနက်များသိမ်းဆည်းခံလိုက်ရတယ်ဆိုတဲ့သတင်းကိုဖော်ပြပေးသွားပါမယ်။မကွေးတိုင်း6မြို့နယ်ကကုန်းကြီးပြူစောထီးကျေးရွာကိုတိုက်ခိုက်ခဲ့ရာပြူစောထီးအဖွဲ့ဝင်တွေတေဆုံးထိခိုက်ရှိပြီးလက်နက်နဲ့လက်သိမ်းရတယ်လို့မကွေးခရိုင်အမှတ်3တရင်ကသတင်းထုတ်ပြန်ပါတယ်။ EB လ9ရက်မနက်အစောမှာကုန်းကြီးရွာကိုလက်နက်ကြီးတွေတရုံကုန်းသီးတွေနဲ့စတင်တိုက်ခိုက်ခဲ့တာလို့ဖော်ပြပါတယ်။စစ်စင်ရေးကိုမကွေးခရိုင်စစ်ဌာနကုကဲမှုအောက်ရှိမကွေးခရိုင်အမှတ်3တရင်မကွေးခရိုင်အမှတ်1တရင်တို့ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်စဉ်မှာ PDF ရှေ့ပြေးတပ်ကကုန်းကြီးပြူရွာအတွင်းဝင်ရောက်နေရာယူပြီးကင်းပတ်နေတဲ့ပြူစောထီး3ဦးကိုအနီးကပ်တိုက်ခိုက်ခဲ့တာလို့ဖော်ပြထားပါတယ်။ကုန်းကြီးပြူစောထီးရွာရဲ့တောင်ဘက်ရှိရန်သူရှိကာကင်းပွိုင်းတစ်ခုကိုလည်းစီးနှင်းသိမ်းပိုက်နိုင်ခဲ့ဟုအတိပေးထားပါတယ်။ PDF တပ်တွေကုန်းကြီးပြူရွာအတွင်းဝင်ရောက်နိုင်ပြီးစစ်ရေးတာစီရရှိခဲ့ပေမဲ့ရန်သူတွေကိုလိုက်လံချေမှုန်းချိန်ကျေးရွာနေပြည်သူတွေနဲ့ရောထွေးနေလို့စစ်ရေးပြစ်မှတ်နဲ့မသက်ဆိုင်သူတွေမထိခိုက်စေဖို့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။တိုက်ပွဲ2နာရီခန့်ကြာမြင့်မှုအတွင်းပြူစောထီး3ဦးသေဆုံးကအထိခိုက်များကြောင်းသိရတယ်လို့ထုတ်ပြန်ပါတယ်။ဒါအပြင်လက်နက်နဲ့လက်သိမ်းရဟုတပ်ပုံမှတ်တမ်းနဲ့အတူဖော်ပြပါတယ်။စစ်စင်ရေးအတွင်းတော်လှန်ရေးရဲဘော်တို့မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ကြောင်းလည်းအတိပေးပါတယ်။